လွတ်မြောက်တဲ့စိတ်ဘုရားမြတ်စွာသာသနာတော်ရဲ့ပန်းတိုင်ဟာလွတ်မြောက်တဲ့စိတ်ကိုဥတည်ထားတာဝိမု ക്ത စိတ်ဓာတ်လွတ်မြောက်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာဘုရားမြတ်စွာရဲ့သာသနာတော်မှာအဆင့်မြင့်ဆုံးယဟန္တာလို့ခေါ်ရတဲ့ပုဂ္ဂိုလ်မျိုးတွေပဲအဲ့ဒီပုဂ္ဂိုလ်မှဝိမု ക്ത စိတ်ဓာတ်လွတ်မြောက်တဲ့စိတ်ရှိသူအဲ့တော့လွတ်မြောက်တဲ့စိတ်ရှိဖို့အတွက်ဘုန်းကြီးတို့တွေကျင့်ကြံကြိုးကိုအထုတ်နေကြရတယ်လို့ဒီလိုမှတ်လူတိုင်းဟာလွတ်လပ်မှုကိုမျက်နှိုးကြတယ်တို့တယ်လွတ်မြောက်တယ်တို့လွတ်လပ်တယ်တို့ဆိုတဲ့စကားလုံးဟာနေရာတကာအရာထဲမှာလည်းအနှံ့အပြားပြောကြတယ်တချို့ပုဂ္ဂိုလ်တွေပြောကြတယ်တို့ကတော့လွတ်လပ်ပဲသာသမီတန်ရောစဉ်လည်းမရှိဘူးအလုပ်ကိုင်လည်းအေးဆေးဆေးပဲဘာမှပူစရာမရှိဘူးလို့သူကလည်းလွတ်လပ်တယ်လို့ကြွေးကြော်တာပဲလွတ်မြောက်တယ်လို့ကြွေးကြော်တာပဲဟုတ်ကဲ့လားအချုံနောင်ခံရလို့လွတ်မြောက်လာတဲ့ပုဂ္ဂိုလ်ကလည်းသူလွတ်မြောက်လာတယ်လို့ပြောတာပဲမပြောဘူးလားပြောပါတယ်ရုပ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လွတ်မြောက်မှုတွေကိုရည်ညွှန်းပြီးတချို့ကလည်းပြောကြတယ်ဒီနေရာမှာလွတ်မြောက်တဲ့စိတ်ဆိုတဲ့နေရာမှာအလုံးကိုအဆင့်မြင့်တဲ့လွတ်မြောက်တဲ့စိတ်မျိုးဖြစ်အယက်ကပြောတဲ့လွတ်မြောက်တဲ့စိတ်နဲ့ဘုရားမြတ်စွာဟောလို့တဲ့လွတ်မြောက်တဲ့စိတ်ဟာအဆင့်တန်းချင်းမြောင်များစွာကွာနေအယက်ကလွတ်မြောက်တယ်ဆိုတဲ့စိတ်လွတ်လပ်တယ်ဆိုတဲ့စိတ်ဟာဘုရားမြတ်စွာရဲ့စံနဲ့နှုံးနဲ့သတ်မှတ်ပြီးတော့ကြည့်မယ်ဆိုရင်လွတ်လပ်တဲ့စိတ်ကိုခေါ်နေတာလွတ်လပ်တဲ့စိတ်မဟုတ်ဘူးလူတွေပြောကြတယ်မဟုတ်လားတို့ကတော့စိတ်လွတ်ကိုလွတ်လပ်ဖဲနဲ့ပြောကြတယ်တကယ်တော့သူကအနှောင်ဖွဲ့တွေနဲ့ကြည့်ပဲလွတ်လပ်တာမဟုတ်ဘူးเนาะအဲ့တော့ကိုယ်စိတ်လေးဟာအနှောင်ဖွဲ့တွင်မှရှိသလားအနှောင်ဖွဲ့တွေကလွတ်မြောက်နေသလားဆိုတာဘုရားမြတ်စွာရဲ့တရားဓမ္မကိုနာပြီးဒီတရားဓမ္မရဲ့စံနှုန်းနဲ့ကိုက်ကြည့်မှတကယ်လွတ်လပ်မှုဟုတ်မဟုတ်ဆိုတာကိုသိရှိနားလည်နိုင်တယ်အရက်ပြောသူပြောငါပြောနေတဲ့လွတ်လပ်မှုတွေသူပြောငါပြောနေတဲ့လွတ်မြောက်မှုတွေဆိုတာအပေါ်ယံကလွတ်မြောက်မှုလေးတွေကြီးပဲတဲ့တကယ်လွတ်မြောက်မှုဆိုတာမရှိပါဘူးတဲ့အဲ့ဒီလွတ်မြောက်မှုစိတ်ရဲ့လွတ်မြောက်မှုသို့မဟုတ်လွတ်မြောက်တဲ့စိတ်ကိုပါဠိဘာသာမှာစေတောဝိမု ക്ത လို့ဒီလိုခေါ်တယ်စေတောဝိမု ക്ത ကိုဘာသာအမျိုးမျိုးပြန်ကြတော့လည်းပဲစေတောဆိုတာစိတ်ဆိုတာဒီနေရာမှာတမာရီကိုရည်ညွှန်းတာလည်းရှိတယ်ပေါ့တမာရီဖြင့်စိတ်ရဲ့ကိလေသာတွေသို့မဟုတ်စိတ်ရဲ့အနှောင်ဖွဲ့တွေကလွတ်သွားတာကိုစေတောဝိမု ക്ത ဆိုတာလွတ်မြောက်တာဘာနှောင်ဖွဲ့မှမရှိအနှောင့်အယှက်လုံးဝမရှိအငြိအကျေးလုံးဝမရှိအဲ့ဒါလို့လုံးဝကင်းစင်တဲ့လုံးဝလွတ်မြောက်မှုရှိတဲ့စိတ်မျိုးသာလင်စေတဝိမု ക്ത လို့ဒီလိုပြောလို့ရတယ်နောက်ဆုံးအမြင့်ဆုံးပြောမယ်ဆိုရင်အရတ္တဖို့စိတ်ကလေးဟာစေတဝိမု ക്ത ပဲလွတ်မြောက်တဲ့စိတ်ကလေးပဲကျန်တဲ့စိတ်တွေဟာလွတ်မြောက်မှုဆိုတာတည်ငါအားဖြင့်လွတ်မြောက်ခြင်းလွတ်မြောက်နေမယ်လွတ်မြောက်တဲ့စိတ်လို့အပြည့်အဝမခေါ်နိုင်သေးဘူးလို့ဒီလိုပြောရမယ်အဲ့တော့တရားချင်းခင်သူတော်စင်ပြိဿတ်တို့အနေနဲ့တို့တွေဟာလွတ်မြောက်တဲ့စိတ်နဲ့နီးပြီလားတို့ရဲ့စိတ်တွေဟာလွတ်မြောက်မှုရှိရလားမရှိသေးဘူးဆိုလို့ရှိရင်တို့ဘာတွေလုံးဝမလဲဆိုတာသိရမှာပေါ့နော်အဲ့ဒါလို့သိမှကိုယ်စိတ်လေးကလွတ်မြောက်တယ်မလွတ်မြောက်ဖို့သိတယ်အများစုကထင်နေကြတာတယောက်တည်းနေရင်လွတ်လပ်တယ်လို့ဒီလိုထင်တယ်အနှောင်ဖွဲ့တွေနဲ့နေတာတယောက်တည်းနေတယ်အနှောင်ဖွဲ့တွေကအနှောင်ဖွဲ့မှမသိအောင်နှောင်ဖွဲ့ထားတယ်ချွတ်ပြောတယ်အေးသာသမီတွေကြီးကုန်ပြီသာသမီတန်ရောစင်လည်းမရှိတော့ဘူးဟောတန်ရောစင်မရှိဘူးလို့ထင်နေတန်ရောစင်ကျိုး10မျိုးဆိုတာအောက်ဆွဲတဲ့အောက်ကျိုးက
ခြေထောက်မှာခြီးပြီးတော့အောက်ဆွဲချတဲ့တန်ရောစဉ်ကျိုးက5မျိုးလက်ဘင်းကနေခြီးပြီးတော့အထက်ဆွဲတင်တဲ့တန်ရောစဉ်ကျိုးက5မျိုးအလုံးတန်ရောစဉ်ကျိုး10မျိုးလို့အဲ့ဒီတန်ရောစဉ်ကျိုးတွေနဲ့ချီနှောင်ထားသေးသမျှလွတ်မြောက်တဲ့စိတ်ဘယ်တော့မှမဖြစ်နိုင်ဘူးအဲ့ဒါကိုပါဠိစာပေလို့ပြောမယ်ဆိုလို့ရှိရင်ခြေထောက်ကခြီးပြီးအောက်ဆွဲချတဲ့ကျိုးမျိုးဒါတင်စားပြီးတော့ပြောတာပေါ့နော်တင်စားပြီးတော့ပြောတာလူတယောက်ကိုခြိကြည့်လိုက်ခြေထောက်မှာကျိုး5ချောင်းခေါင်းမှာကျိုး5ချောင်းခြေထောက်ကကျိုးကအောက်ဆွဲတယ်လက်ဘင်းမှာခြိထားတဲ့ကျိုး5ချောင်းကအပေါ်ဆွဲတယ်အောက်ကျိုးလွတ်သွားရင်အထက်ကျိုးရှိသေးတယ်လွတ်မြောက်အောင်ကြိုးစားဖို့အတွက်အဲ့ဒီအောက်ကျိုးကိုဘာခေါ်တော့ဆိုရင်ဩရံဘာဂိယတန်ယောဇနာဩရံဘာဂိယဆိုတာကာမဘုံနယ်အတွင်းမှာချီနှောင်ထားတတ်တဲ့တန်ယောဇဉ်ကျိုးတဲ့အဲ့ဒါဘာတော့ဆိုလို့ရှိရင်ကာမိသန္တာကံကုံခံစားခြင်းနဲ့အတွေးတွေစိတ်ဆန္ဒတွေလောဘတွေကံကုံခံစားတယ်ဆိုတာဘာပြောတာမျက်စိကလှတာလေးကြည့်ပြီးပျော်ရွှင်မှုကိုလိုလားတယ်နားကตายရတဲ့အတန်လေးကိုနားထောင်ပြီးတော့ပျော်ရွှင်မှုကိုလိုလားနေတာနှာခေါင်းကမွေးကြိုင်တဲ့အနံ့ကလေးနဲ့ตายရမှုကိုလိုလားတာလျှာကအရသာရှိတာလေးစားပြီးတော့ตายရမှုကိုလိုလားတာခန္ဓာကိုယ်ကကောင်းတဲ့အထီးတွေ့လေးထိတွေ့ပြီးตายရမှုကိုလိုလားနေတာတခါမြင်ပြီးရင်နောက်ထပ်မြင်ခြင်းနဲ့တခါကြားပြီးရင်နောက်ထပ်ကြားခြင်းနဲ့အဲ့ဒီမြင်ခြင်းကြားခြင်းနမ်းရှုခြင်းလျက်ခြင်းထိတွေ့ခြင်းနဲ့ဆိုရက်ဒီဆန္ဒတွေကိုကာမိဆန္ဒလို့ခေါ်တယ်အဲ့ဒီကာမိဆန္ဒဟာအောက်ကိုဆွဲချတာဖြစ်သောကြောင့်ကာမဘုံထဲမှာတင်ချီနှောင်ထားတာဖြစ်သောကြောင့်ဩရံဘဂိယတန်ရောစဉ်ကျိုးတစ်ချောင်းနဲ့ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတို့ကို့မှာဟောဒီကျိုးရှိမရှိကြည့်ဖို့လို့အရာထဲမှာပြောတာသားတန်ရောစဉ်သမီးတန်ရောစဉ်လို့ပြောတယ်ဟုတ်ကဲ့လားသားတန်ရောစဉ်သမီးတန်ရောစဉ်ပစ္စည်းတန်ရောစဉ်ဟောတကယ်တန်ရောစဉ်အစ်စ်ကသားကလည်းတန်ရောစဉ်မဟုတ်ဘူးသမီးကလည်းတန်ရောစဉ်မဟုတ်ဘူးပစ္စည်းကလည်းတန်ရောစဉ်မဟုတ်ဘူးတကယ်တန်ရောစဉ်အစ်စ်ကဟောဒီကာမိသန္တာဆို sensual pressure desire for sensual pressure လို့ခေါ်တဲ့ကာမဂုဏ်အာယုန်တွေနဲ့ပျော်ပါလို့တဲ့စိတ်နဲ့စိတ်ဆန္ဒလောဘတွေရတာတကယ်တန်ရောစဉ်ဖြတ်ရမှာကဒါတချို့အထင်တယ်သားတန်ရောစဉ်သမီးတန်ရောစဉ်တွေဖြတ်လိုက်တယ်သားသမီးတွေမခေါ်မပြောအဝေးပို့ပလိုက်တယ်ဟောဒါတန်ရောစဉ်ကင်းနေထင်းနေတယ်ဘယ်ဟုတ်နော်သားသမီးကိုဖြတ်ရမှာမဟုတ်ဖြတ်ရမှာပါတော့တွေ့တာမှုတဏှာကိုဖြတ်ရမှာတဲ့တလွဲသွားဖြတ်ရင်ဒုက္ခရောက်လိုက်တယ်ပစ္စည်းဥစ္စာတန်ရောစဉ်ဖြတ်တယ်ဆိုတာပစ္စည်းတွေအကုန်လူပြစ်ခိုင်းတာမဟုတ်ဘူးပစ္စည်းဥစ္စာပေါ်မှာတွေ့တာနေတဲ့တန်ရောစဉ်ကိုဖြတ်ခိုင်းတာပစ္စည်းရဆိုတာရှိရမှာပေါ့လူဘဝမှာစောင်းနေမပြည့်စုံလို့ရှိရင်ဘယ်လိုလုပ်လို့ရဘဝတစ်ခုယက်တည်ဖို့ရတဲ့ပစ္စည်းဆိုတာရှိရသို့သောအဲ့ဒီပစ္စည်းပေါ်မှာတတွဲတာတာဖြစ်နေတဲ့တန်ရောစဉ်တဏှာအတွေ့အတာကိုသာဖြတ်ရမှာပစ္စည်းကိုဖြတ်ရမှာမဟုတ်ဘူးတဲ့အဲ့တော့ကာမိသန္တာဆိုတာတန်ရောစဉ်ကျိုးတစ်ချောင်းပဲအဲ့ဒီကျိုးတစ်ချောင်းနဲ့ချီနှောင်ခြင်းခံထားရတဲ့စိတ်ကလေးကဘယ်လိုလုပ်ပြီးလွတ်မြောက်တဲ့စိတ်ဖြစ်နိုင်မလဲဖြစ်နိုင်နော်နောက်တစ်ခုကဘာလို့ဆိုရင်ဗျာပါဒတန်ရောစဉ်ဗျာပါဒဆိုတာထစ်ကနေရှိစိတ်ထဲမှာအလုံးအကျဖြစ်တယ်ပြင်းထန်လာလို့ရှိရင်လူတွေပြောစိတ်ဆိုးတယ်စိတ်တူတယ်ကိုမကြိုက်တဲ့အာယုန်နဲ့တွေ့ရင်စိတ်ထဲမှာမကြေမနပ်ဖြစ်တယ်မဖြစ်ဘူးလားဖြစ်ပါဘူးအဲ့ဒါကလည်းဗျာပါဒတန်ရောစဉ်လို့ခေါ်တယ်သူ့လည်းတန်ရောစဉ်အမုန်းတန်ရောစဉ်လို့ခေါ်တယ်ပေါ့ဒါကိုတော့လူတွေကသိတန်ရောစဉ်လို့မတွက်ကြအောင်တဏှာကိုတော့တန်ရောစဉ်လို့နားလည်ကြတယ်ဗျာပါဒဆိုတဲ့ဒေါသအမုန်းတရားကိုတော့တန်ရောစဉ်လို့မထင်ကြဘူးသို့တော့ဒါလည်းပဲတန်ရောစဉ်ပဲမုန်းတဲ့စိတ်ကလေးရှိနေသေးတယ်ဗျထိုမုန်းเสียအာယုံပေါ်မှာခဏခဏတတိယနေတာအဲ့ဒါကျိုးလေးကခြိထားလို့ပဲဟ
ဟုတ်တယ်မလားချစ်တဲ့လူတတိရတယ်လို့မုန်းတဲ့လူရောတတိမရဘူးလားအဲ့ဒါပြဘာရတန်ရောစဉ်လို့ခေါ်တယ်အမုန်းတန်ရောစဉ်ကလည်းပဲရှိတာပဲအဲ့ဒီတန်ရောစဉ်ဆိုတဲ့ဒီကျိုးနဲ့နှောင်ဖွဲ့ထားတဲ့စိတ်ဟာဘယ်လို့မှလွတ်မြောက်တဲ့စိတ်ဆိုတာမဖြစ်နိုင်ဘူးတဲ့လွတ်မြောက်တဲ့စိတ်ကိုသဘောကျဖို့ရအတွက်ဒီလိုကြည့်ရsensual pleasure desire for sensual pleasure ဆိုတဲ့ကာမိဆန္ဒကျိုးတစ်ချောင်းဖြုတ်လိုက်ကာမိဆန္ဒပြုတ်သွားလို့ရှိရင်ဗျာပါဒဆိုတဲ့အလိုမကျတာလည်းပြုတ်သွားပြီဒီကျိုးတွေပြုတ်ဖို့ဆိုတာသောတပန်တော်မပြုတ်သေးဘူးတက္ကရာကံလည်းမပြုတ်ဘူးဘုသူကြမှာပြုတ်အနာကံကြမှာပြုတ်တယ်ဒီကျိုးတစ်ချောင်းသောတပန်အနေနဲ့ဖြုတ်နိုင်တဲ့ကျိုးက၃ချောင်းဘာလဲဆိုရင်တက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပဒပရမတပါဠိလိုတက္ကာယဒိဋ္ဌိဆိုတာခန္ဓာ၅ပါးယုံနာတရားကြီးကိုအထင်မှားပြီးတော့အသက်တို့ဇီဝိတတို့အတ္တတို့သာဝရမြဲနေတဲ့အရာတို့တဘွားကသိရင်တဘွားကူးသွားတာတို့အဲ့လိုအတွေးမျိုးတွေနဲ့ခန္ဓာ၅ပါးရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးတဲ့ကတစ်ခုခုအပေါ်မှာအမြင်မှားနေတာကိုတက္ကာယဒိဋ္ဌိလို့ခေါ်တယ်တက္ကာယဆိုတာတကယ်ထင်ရှားရှိတဲ့ခန္ဓာ၅ပါးကိုပြောတာဒိဋ္ဌိဆိုတာအဲ့ဒီပေါ်မှာမှားယွင်းတဲ့အယူဆတရပေါ်လာတာခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မှားယွင်းတဲ့အယူဆတရပေါ်နေတာကိုတက္ကာယဒိဋ္ဌိဒါလည်းတန်ရောက်စင်ပဲဘာဖြစ်လို့ तू ကလည်းစိတ်ကိုချီနှောင်ထားတတ်တယ်မှားယွင်းတဲ့အမြင်တစ်ခုကလည်းစိတ်ကိုချီနှောင်ထားတတ်တန်ရောက်စင်အဲ့ဒီနှောင်ကြိုးရှိနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာလွတ်မြောက်တဲ့စိတ်ဆိုတာမရှိနိုင်ဘူးဝိသိကိစ္စဖရာတရားတန်ခါနဲ့ပတ်သက်ပြီးတန်တရားဖြစ်တယ်ကိုကျင့်နေတဲ့ကျင့်စဉ်နဲ့ပတ်သက်ပြီးတန်တရားဖြစ်တယ်အမြင်မရှင်းဘူးဝိသိကိစ္စခုနလိုအမြင်မှားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတန်တရားရှိနေမှာပဲအမှန်မမြင်သေးသမျှတန်တရားဆိုတာလာနေမှာပဲအဲ့တော့တက္ကာယဒိဋ္ဌိဆိုတာကင်းသွားမယ်ဆိုလို့ရှိရင်တော့ဝိသိကိစ္စဆိုတာလည်းပဲကင်းသွားနိုင်တယ်တက္ကာယဒိဋ္ဌိဝိသိကိစ္စနောက်တစ်ခုကသီလပတ္တပရမတ္တသီလဝတ္တဝါကိုဘာပြောင်းထားတာသီလပတ္တပရမတ္တသီလဆိုတာအလေးအထားတစ်ခုဝတ္တဆိုတာလိုက်နာကျင့်သုံးနေတဲ့အချက်သီလဆိုတာအလေးအထားအပြုအမူအလေးအထားလူတိုင်းမှာအလေးအထားလေးတွေရှိတယ်ဥပမာဆိုတော့တိရစ္ဆာန်တွေမှာလည်းသူ့ရဲ့အလေးအထားလေးရှိတယ်ဆိုပါစို့ခွေးလေးတစ်ကောင်ကိုကြည့်ခွေးလေးရဲ့အလေးအထားဘာတော့အိတ်တော့မယ်ဆိုလို့ရှိရင်ခြားခြားလဲပြီးတော့မှကွေးကွေးလေးအိတ်တတ်တယ်ဒါသူ့ရဲ့အလေးထားအစာစားတဲ့အခါမှာလည်းပဲပါးစပ်နဲ့ပဲစားတယ်လက်နဲ့စားတာမဟုတ်လက်နဲ့ယူစားတဲ့ဟာအလေးထားဒါသူ့ရဲ့အလေးထားဒီပြင်တိရစ္ဆာန်တွေလည်းဒီလိုပဲအလေးထားလေးတွေရှိတယ်အဲ့ဒါကိုသီလလို့ပြောတာဒီနေရာမှာနော်ဝတ္တဆိုတာတစုံတစ်ခုစောင့်တည်ထားတာအမှန်ပဲငါတတ်လို့စားမယ်တစုံတစ်ခုလိုက်နာကျင့်သုံးဖို့ရစီကံချက်ကလေးလောက်ထားတာဒါဝတ္တလို့ခေါ်အဲ့ဒီသီလဝတ္တနဲ့ပတ်သက်လာတဲ့မှားမှားယွင်းယွင်းသုံးသပ်ဆင်ခြင်ပြီးတော့လိုက်နာကျင့်ကြံနေတဲ့မှားယွင်းတဲ့အယူဆတရားကိုသီလဝတ္တပရမတ္တလို့ခေါ်တယ်သူလဲမှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိတစ်မျိုးပဲဆိုပါစို့တန်တရားဝုကလွတ်ဖို့ရအတွက်အကုသိုလ်တွေနဲနိုင်သမျှနဲတော့ဘာလို့အောင်ခွေးလိုနေခွေးလိုစားခွေးလိုကျင့်ခွေးအကျင့်ကိုစောင့်တည်ထားခွေးရဲ့အလေးထားတွေကသီလခွေးအလေးထားတိုင်းလုံမယ်လို့စောင့်တည်တာကဝတ္တအဲ့ဒီသီလနဲ့ဝတ္တစောင့်တည်လို့ရှိရင်တန်တရားဝုကလွတ်တယ်ကိလေသာတွေကစင်ကြယ်နိုင်တယ်လို့ယူဆတာကပရမတ္တတဲ့ဒါမှရင်အတွေးခေါ်တွေတကယ်လက်တွေ့ဖះလက်ထက်ကဒီလိုခွေးချင်းကျင့်နေတာတို့နွားချင်းကျင့်တာတို့ဥတောင်းလိုကျင့်တာတို့မြောက်လိုကျင့်တာတို့အစုံနဲ့ပဲ
တရိစ္ဆာန်တွေရဲ့အကျင့်ကိုလိုက်ကျင့်တယ်ရည်ရွယ်ချက်ကတော့ကောင်းတယ်မြတ်စွာဘုရားကအဲ့ဒီအကျင့်တွေနဲ့ပတ်သက်လာရင်သီလပတ္တပရမာသသူ့ရဲ့ရည်မှန်းချက်မရဘူးတဲ့ခွေးလို့ခြင်းဘာဖြစ်တုံးဆိုတခါတော့ကုက္ကုရဝတိကတုတ်မှဆိုမြတ်စွာဘုရားဟောတာခွေးလို့ခြင်းခွေးဖြစ်ဖို့ပဲရှိတယ်ဘာဖြစ်လို့တော့ဆိုတစ်ချိန်လုံးခွေးစိတ်မွေးပြီးခွေးလို့နေတာခွေးဘဝနဲ့မနီးရဘူးလားနီးတယ်နွားလို့ခြင်းနွားဖြစ်ဖို့ပဲရှိတယ်ဘာလို့တော့စိတ်ကနွားနဲ့နွားစိတ်မွေးနေတာဟုတ်လူစိတ်မွေးမှလူဖြစ်တော့မှာပေါ့နွားစိတ်မွေးနွားပဲဖြစ်မှာပေါ့ဟုတ်တယ်မလားအဲ့ဒီအကျင့်မှားတွေကိုသီလပတ္တပရမာသလို့ခေါ်တယ်သို့သောအင်္ဂလိပ်လိုဘာသာပြန်တဲ့အခါသီလပတ္တပရမာသကိုပေါ့ပေါ့လေးပြန်ထားတယ် right and rituals ဒီဘာသာပြန်ကတော့မမှန်ဘူးပေါ့ right and rituals ဆိုတာအခမ်းအနားတွေပွဲလမ်းသဘင်တွေ ceremonial တွေဘာသာရေးနဲ့ပတ်သက်တဲ့အခမ်းအနားတွေ right and ritual ဒါတွေကိုသီလပတ္တပရမာသလို့ပြန်တယ်မှားတယ်ဆိုလိုတာကခွေးအကျင့်နွားအကျင့်တွေပေါ်မှာတန်တရားဟောကလွတ်နိုင်တယ်လို့မှားယွင်းစွာသုံးသပ်မှုဒီလိုဆိုလိုတယ်နော်ဒီအကျင့်တွေနဲ့တန်တရားဟောကလွတ်ပြီးတော့ကိလေသာအာသဝတွေစင်ကြယ်နိုင်တယ်လို့မှားယွင်းစွာသုံးသပ်မှုကိုပဲသီလပတ္တပရမာသလို့ခေါ်တယ်ဟောခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မြဲတယ်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အတ္တလို့တက္ကာယဒိဋ္ဌိကမှားတယ်သီလပတ္တပရမာသကြတော့အကျင့်နဲ့ပတ်သက်ပြီးတော့မှားတယ်ဟောဒီအမှားနှစ်ခုအမြင်မှားနှစ်ခုရဲ့ထိုအမြင်မှားနှစ်ခုကိုလက်ခံကျင့်သုံးနေသည့်အတွက်ကြောင့်တန်တရားဖြစ်မှုဝိသိကိစ္စအဲ့ဒါဟာတန်ရောစဉ်၃ပါးအဲ့ဒီတန်ရောစဉ်၃ပါးကိုသောတပန်ပုဂ္ဂိုလ်ကတော့ဖြတ်လိုက်နိုင်ပြီတဲ့သောတပန်ဖြစ်သွားရင်အဲ့ဒီတန်ရောစဉ်မရှိတော့ဘူးခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးမှားယွင်းတာမရှိဘူးအကျင့်နဲ့ပတ်သက်လာလို့ရှိရင်လည်းမှားယွင်းတာမရှိဘူးခွေးလို့ခြင်းနွားလို့ခြင်းကျင့်တဲ့အကျင့်နဲ့တန်တရားကမစင်ကြယ်နိုင်ဘူးတန်တရားကမလွတ်မြောက်နိုင်ဘူးဖြူစင်တဲ့စိတ်ဓာတ်မရနိုင်ဘူးလို့သိလိုက်တာအမှန်မြင်လိုက်တယ်မှန်မြင်လိုက်သည့်အတွက်ကြောင့်ဒီကနေ့ကျင့်နေကြတဲ့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်ဝိပဿနာကျင့်စဉ်တွေနဲ့ပတ်သက်ပြီးဘာမှတန်တရားမရှိတော့တာဩသောတာပန်ပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင်တန်ရောစဉ်ကျိုး၅ချောင်းတွေကအောက်ခြေထောက်မှာခြိထားတဲ့တန်ရောစဉ်ကျိုး၅ချောင်းတွေက၃ချောင်းပြုတ်သွားအနာဂံဖြစ်လို့ရှိရင်နောက်ထပ်2ချောင်းထပ်ပြုတ်တော့ကျိုးဘယ်နှချောင်းပြုတ်သွား5ချောင်းပြုတ်သွားပြီအဲ့ဒါဆိုရင်အနာဂံပုဂ္ဂိုလ်တောင်မှလွတ်မြောက်တဲ့စိတ်ဆိုတာမရသေးဘူးတဲ့အထက်မှာခြိထားတဲ့ဥဒ္ဓံပါကိယတန်ရောစဉ်5မျိုးကျန်နေသေးတယ်အဲ့ဒီဥဒ္ဓံပါကိယတန်ရောစဉ်ဆိုတာအထက်ကနေခြိနှောင်ထားတဲ့ကျိုးဘာကျိုးတွေတုံးလို့မေးရင်ရူပရာဂဗြဟ္မဘုံသို့မဟုတ်ရူပဆံပေါ်မှာတတ်မဲ့နေကာမဂုဏ်အာယုန်တွေကိုတော့ဆွန့်လွတ်နိုင်တယ်ထိုကာမဂုဏ်အာယုန်တွေကဆွန့်လွတ်လို့ရလာတဲ့ချမ်းသာလေးကြတော့မဲ့နေသေးတယ်ဟုတ်ကဲ့ဒါကိုဇန်ချမ်းသာလို့ခေါ်တယ်ကာမဂုဏ်အာယုန်တွေကိုဆွန့်လိုက်လို့ရလာတဲ့အကျိုးအမြတ်ဖြစ်တဲ့ဇန်ချမ်းသာရူပဇန်ချမ်းသာထိုရူပဇန်ကြောင့်ရောက်လာမဲ့ရူပဘုံရဲ့ဘဝအဲ့ဒါဒီပေါ်မှာတွေ့တာမှုလေးကမပြတ်သေးဘူးတဲ့ဟောကာမိဆန္ဒဆိုတဲ့ကာမဂုဏ်ပေါ်မှာတွေ့တာတော့ပြတ်သွားပြီကာမကိုဖယ်ရှားလိုက်လို့ရလာတဲ့ဇန်ချမ်းသာနဲ့ထိုဇန်ချမ်းသာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဘုံဘဝကိုတော့တွေ့တာနေတုံပဲတဲ့ဒါရူပရာဂလို့ခေါ်တယ်ဒီနေရာရူပဆိုတာရူပဇန်ကိုပြောတာအရူပရာဂအရူပရာဂဆိုတာအဲ့ဒါလို့ရုပ်အထီကိုမရှိဘူးနန္တရားတသက်နဲ့ဖြစ်တဲ့အရူပ၄ဘုံအရူပဇံအရူပဇံပေါ်မှာတွေ့တာနေတဲ့တဏှာလောဘထိုအရူပဇံကြောင့်ရလာနိုင်တဲ့အရူပဘုံဘဝကိုတက်တန်းရှိတယ်ချမ်းသာတယ်ရုပ်ခန္ဓာကိုယ်ကြီးမရှိသည့်စိတ်ကလေးကြီးပဲဆိုရင်သိလွတ်လပ်တဲ့ချမ်းသာတယ်ဟုတ်တယ်ပေါ့ခေါင်းကိုက်တယ်တို့ခန္ဓာတယ်တို့ဆိုရုပ်ရှိမှဖြစ်တာမဟုတ်လားစိတ်ကလေးကြီးဆိုရင်ဖြစ်เสียအကြောင်းမှမရှိတာเนาะရုပ်ရှိသည့်အတွက်ပြဿနာတွေကအများကြီးကိုအဲ့တော့စိတ်ကလေးကြီးဖြစ်တဲ့ဘုံအရူပဘုံကိုတွေ့တာမှုဆိုတဲ့တန်ရောစဉ်လေးကသွားတွဲနေကြရင်ကြည်တဏှာရဲ့
နေပယ်ကဘလောက်ကျယ်တယ်လဲဆိုတာစဉ်းစားကြည့်ကာမဂုဏ်အာယုန်တွေကိုလွတ်လိုက်ပြန်လို့ရှိရင်လဲဇံမော်သွားတွေ့တယ်အဲ့ဒါကိုအထက်ကျိုးလို့ခေါ်တယ်ရူပရာဂအရူပရာဂဒါလောဘရဲ့နာမည်တွေကြီးပဲအကုန်လုံးရူပရာဂအရူပရာဂလောဘရဲ့နာမည်ဗျာပါဒဆိုတာဒေါသရဲ့နာမည်တက္ကာယဒိဋ္ဌိသီလပဒပရမတ္တဆိုတာဒိဋ္ဌိရဲ့နာမည်သူတို့ဒုက္ခပေးနေတာရူပရာဂအရူပရာဂဟောဒီကျိုးနှစ်ချောင်းထပ်တွဲလာမာနတဲ့ကိုယ့်ရဲ့အည်သွေးနဲ့ပတ်သက်ပြီးတော့အထင်ရှိနေတာအထင်ရောက်နေကိုယ့်ရဲ့အည်သွေးပေါ်မှာအာကိုယုံကြည်မှုထင်မြင်ယူဆမှုတွေငါဆိုတဲ့အတွေးနဲ့တွေးနေတာငါလုံနိုင်တယ်ဆိုတဲ့အတွေးတွေနဲ့တွေးနေတဲ့မာနconceit လို့ခေါ်တယ်ဒီမာနကလည်းအန္တရာယ်အလွန်များတဲ့မာနပဲဒီအတွေးတွေဝင်နေလို့ရှိရင်တရားတို့တရားမြတ်မရနိုင်ဘူးရှင်နုရုဒ္ဓလို့ပေါ့ရှင်နုရုဒ္ဓကငါစัจ java လာ1000ကိုဒိဗ္ဗစက္ခုနဲ့တပြိုင်နက်ကြည်နိုင်တယ်ဒိဗ္ဗစက္ခုနဲ့စัจ java လာ1000ကိုတခါတည်းနဲ့ထိုင်ကြည့်နိုင်တယ်လို့ဆိုဒီအတွေးလေးဝင်နေတဲ့ကြောင့်ရဟနာမဖြစ်ဘူးသူရုပ်တဲ့မာနလေးခံနေတာအဲ့ဒီမာနဟာအထက်ကျိုးတဲ့နောက်တစ်ခုဥဒိစ္စတမာရီရဲ့ဆန့်ကျင်မဲ့စိတ်ကမငြိမ်းချမ်းမှုစိတ်တွေမငြိမ်သက်ဘူးအဲ့ဒီစိတ်တွေငြိမ်သက်မှုကင်းနေတဲ့စိတ်တွေကြောင်ချောက်ချားဖြစ်နေတဲ့သို့မဟုတ်တမာရီမရနိုင်တဲ့စိတ်လေလွင့်နေတာမျိုးလေးတွေကဒါဥဒိစ္စအဲ့ဒီဥဒိစ္စကလည်းပဲတန်ရုံးစဉ်တစ်မျိုးပဲသူကလည်းချီနှောင်ထားတတ်တဲ့စိတ်ကိုမာနကစိတ်ကိုချီနှောင်တယ်လို့ဥဒိစ္စဆိုတဲ့မငြိမ်းချမ်းမှုကလည်းစိတ်ကိုချီနှောင်ထားတယ်ကြည့်လေမငြိမ်းချမ်းတဲ့စိတ်ဆိုတာတခါခဏခဏပေါ်လာတတ်တယ်စိတ်ပူတတ်တဲ့လူတွေမှာခဏခဏမပေါ်ဘူးလားပေါ်တယ်စိတ်လေးအေးထားသမှာလို့ပြောလို့ကိုမရဘူးရှားကြံပူနေဒါတန်ရောစင်ပဲခြိထားတာဟုတ်ကဲ့ဒါလည်းတန်ရောစင်ပဲမာနဥဒိစ္စအဝိဇ္ဇာအမှန်မသိဘူးအမှားတွေကိုသိနေတယ်အဝိဇ္ဇာအမှန်မသိဘူးအမှားတွေကိုသိနေတယ်အမှားတွေကိုသိနေတာကိုပဲသူကသူအမှန်သိတယ်လို့ထင်နေတယ်ဟောဒီအဝိဇ္ဇာဆိုတဲ့ကြိုးကအလွန်သိမ်မွေးပြီးတော့သူကလည်းပဲအလွန်ပြင်းထန်တဲ့ကြိုးတစ်ချောင်းပဲအမှားသိမှုဟာရုပ်တရက်ဖြောက်ဖြက်ဖြစ်လို့မရနိုင်တဲ့ဟာမို့တန်ရောစင်ပဲသူလဲအဲ့တော့ပေါင်းလိုက်တော့အထက်ကချီနှောင်တဲ့တန်ရောစင်ကြိုးက5မျိုးတဲ့ရူပရာဂအရူပရာဂမာနဥဒိစ္စအဝိဇ္ဇာအဲ့ဒီတန်ရောစင်ကြိုးတွေလုံးဝကင်းသွားပြီတန်ရောစင်ကြိုး10မျိုးစလုံးကင်းသွားပြီဆိုတဲ့အခါမှာလွတ်မြောက်တဲ့စိတ်ဆိုတာလာမှာပါအနာဂံဖြစ်ရင်တောင်မှပဲမလွတ်လပ်သေးဘူးတန်ရောစင်ကြိုး5မျိုးကျန်နေသေးတယ်ယဟန္တာဖြစ်ပြီဆိုတော့မှလုံးလဒါကြောင့်မို့ယဟန္တာပုဂ္ဂိုလ်ကသာလဲဝိမု ക്ത စိတ်တော်လွတ်မြောက်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်ရတယ်ကဲဘုန်းကြီးတို့တွေလွတ်မြောက်ခြင်းနဲ့လွတ်မြောက်တဲ့စိတ်ကလေးကိုရခြင်းတကယ်ဗုဒ္ဓဟောပြတဲ့လွတ်မြောက်တဲ့စိတ်မျိုးလေးကိုရခြင်းနဲ့မလုပ်ကြမလဲလွတ်မြောက်တဲ့စိတ်ဟာဗုဒ္ဓတရားတော်သို့မဟုတ်ဗုဒ္ဓဘာသာကျင့်စဉ်ရဲ့ပန်းတိုင်ဆိုတာအလုံးသိကြပြီတို့တွေဘာလုပ်နေတာတုံးလို့မေးရင်စိတ်ဓာတ်ကလေးလွတ်မြောက်ဖို့လုပ်နေလွတ်မြောက်တဲ့စိတ်ရဖို့လုပ်နေကြတယ်ဒါဖြင့်လွတ်မြောက်တဲ့စိတ်ဆိုတဲ့ဟာရအောင်လုံနည်းရှိသလားရှိတယ်လုံနည်းများစွာထဲမှာလွတ်မြောက်တဲ့စိတ်ရဖို့လွတ်မြောက်တဲ့စိတ်ဆိုတာချက်ချင်းကြီးဒီကနေ့ဖြစ်သွားတာမဟုတ်ဘူးဒီကနေ့ရင့်ကျက်သွားတာမဟုတ်ဘူးတဖြည်းဖြည်းနဲ့ရင့်ကျက်လာအကြောင်းတရားတွေနဲ့တစ်သီးများလိုပဲတစ်သီးများအနုလေးကနေပြီးတော့တဖြည်းဖြည်းရင့်လာရတယ်အဲ့ဒါလိုပဲလွတ်မြောက်တဲ့စိတ်ဟာလည်းပဲအနုစားလေးကနေတဖြည်းဖြည်းရင့်လာအဲ့ဒီရှိထားတဲ့လွတ်မြောက်တဲ့စိတ်အခြေခံလေးတဖြည်းဖြည်းရင့်လာအောင်မလုပ်လဲဘာတွေရေးကြည့်တယ်လဲ
ကျိုးတရားကိုလိုလားလို့ရှိရင်အကြောင်းတရားကိုထိဆောက်ရမယ်ဆိုတာဒါဗုဒ္ဓရဲ့ practice ပဲလမ်းညွှန်ချက်ကအကျိုးလိုချင်ရင်ဘာလုပ်ရမလဲအကြောင်းကိုထိဆောက်ရမယ်ဟုတ်ကဲ့အကျိုးလိုချင်အကျိုးကိုတိုက်ရိုက်ယူလို့မရဘူးအကြောင်းကိုလုပ်ရဒါဟုတ်တယ်ပေါ့အကျိုးကိုတိုက်ရိုက်ယူလို့ပဲရအကြောင်းတရားကိုဖန်တီးပေးမှအကျိုးတရားရမှာဒါကြောင့်မို့အကြောင်းတရားကိုဖန်တီးဖို့စေတောဝိမု ക്തി လို့ခေါ်တဲ့လွတ်မြောက်တဲ့စိတ်ကလေးရဖို့ရအတွက်မရင့်ကျက်သေးတဲ့လွတ်မြောက်တဲ့စိတ်ကလေးကိုပို့ပြီးတော့ရင့်ကျက်လာအောင်ဘယ်အကြောင်းတရားတွေကဖြစ်စေနိုင်တယ်လို့ဆိုတာကိုမြတ်စွာဘုရားကမေဂိယသုတ်တံမှာဟောထားတာရှိတယ်မေဂိယသုတ်တံမှာဟောထားတာရှိတယ်မေဂိယသုတ်တံဖြစ်ပေါ်လာပုံဇာလံလေးနဲ့ပြောမြတ်စွာဘုရားတခါတော့ကစာလိကာလို့ခေါ်တဲ့မြို့အဲ့ဒီမြို့နားကစာလိကာဆိုတဲ့တောင်ပေါ်မှာသတင်းသုံးနေထိုင်နေတောရကြောင်မှာနေတယ်ပေါ့မြတ်စွာဘုရားကိုအနီးကပ်ပြီးတော့ပြုစုနေတဲ့ပုဂ္ဂိုလ်ကရှင်မေဂိယလို့ခေါ်တယ်ရှင်အနန္ဒမဟုတ်သေးဘူးအဲ့တော့ရှင်မေဂိယကမြတ်စွာဘုရားကိုအနီးကပ်ပြုစုတယ်စာလိကာတောင်ကနေဆင်းပြီးတော့နေ့စဉ်ဆွမ်းခံကြွားတဲ့ရွာလေးကဇန္တုဆိုတဲ့ရွာလေးရှိတယ်ကလနာမယ်ပေါ့နော်ဇန္တုဆိုတဲ့ရွာလေးကိုဆွမ်းခံကြွားတနေ့ကျတော့ရှင်မေဂိယဟာဘုရားမြတ်စွာဝေကြီးငယ်ပြုပြီးတော့စာလိကာတောင်ပေါ်နေဆင်းပြီးတော့ဇန္တုဆိုတဲ့ရွာလေးကိုဆွမ်းခံကြွားသွားတယ်ကြွားသွားတဲ့အခါမှာတအိမ်တစွန်းဒီကရုံမှာများလောင်းလူတွေဆုံးလေးတပိတ်ကလေးပိုက်ပြီးရတာလေးနဲ့ကျေနပ်ပြီးမြို့ထဲရွာထဲမှာရှိတဲ့လမ်းဘေးမှာဇေယျကလေးတွေကုသိုလ်ရှင်တွေကဇေယျကလေးတွေဗာလေးတွေဆောက်ထားကြတယ်အဲ့ဒီမှာပဲထိုင်ပြီးတော့ဆွန်ဖုံးပေးတယ်ဘာလို့လဲဆိုအဝေးကြီးဆိုပြန်မတည်နိုင်ဘူးကျောင်းရှင်းတော့ကကျောင်းမှာဆွန်စားကြတာနဲတယ်ဆွန်ခံပြီးလို့ရှိရင်မြို့ထဲရွာထဲမှာသို့မဟုတ်မြို့ပြင်လေးမှာဇေယျကလေးတွေဆောက်ထားတာရှိတယ်အဲ့ဒီဇေယျပေါ်တက်ပြီးတော့ရေလေးပါလေးလွယ်လွယ်ကူရမယ့်နေရာကိုဆွန်းစားကြအဲ့ဒီလိုဆွန်းစားပြီးရင်ဘယ်သွားတော့ဆိုတော့အဲ့ဒီမျိုးရွာအနီးပါးမှာတိတ်ဆိတ်ငြိမ်သက်တဲ့တောအုပ်ကလေးတွေတောတန်းလေးတွေဥယျာဉ်လေးတွေလူသူမရှုပ်ထွေးတဲ့နေရာတွေကိုချင်းကပ်ကြဒါကဘုရားလက်ထက်ကရဟန်းတော်တွေရဲ့နေပုံနေနည်းပေါ့ဆွမ်းခံသွားတယ်တစ်ထပ်ပဲဖုံးပေးကြတယ်ဆိုပါစို့အခုခေတ်နိုင်နဲ့ပြောမယ်ဆိုရင်7နာရီလောက်9နာရီ10နာရီလောက်ကျောင်းကနေထွက်လာပြီးတော့10နာရီ9နာရီ10နာရီလောက်ဆွမ်းခံပြီးတော့ဆွမ်းမှာဖုံးပေးပြီးတဲ့အခါတပိတ်ကလေးစေးပြန်လွယ်ပြီးတော့တင့်တော်တဲ့နေရာကိုကြွသွားကြတယ်တိတ်ဆိတ်ငြိမ်သက်မဲ့နေရာလေးကိုသွားတယ်ရှင်မေဂိယကလည်းအဲ့ဒီနေ့မှာကာလခင်းကဆိုတဲ့မြစ်အဲ့ဒီဇန္တုရွာကမ်းခြေမှာမြစ်ကြီးကိမိကိလဆိုတဲ့မြစ်ကြီးတစ်စင်းကစီးနေကိမိကိလလို့ခေါ်တဲ့မြစ်ကြီးအဲ့ဒီကိမိကိလဆိုတဲ့မြစ်ဘေးမှာလူတွေစိုက်ပျိုးထားကြတဲ့တည်းဥယျာဉ်ကြီးတစ်ခုရှိတယ်စိမ့်လို့ဆိုလို့တည်းဥယျာဉ်ကြီးကအရေးအဝါဒအလွန်ကောင်းနေခဲမှာဆိုဘယ်သူမှမရှိဘူးအေးစေးစေးကိမိကိလကြီးကမ်းခြေကနေရှောက်လန်းပြီးတော့သွားတော့အဲ့ဒီတည်းဥယျာဉ်ကြီးရောက်သွားတယ်ဥယျာဉ်ကြီးတဲ့ဝင်လိုက်တာနဲ့သူ့စိတ်လေးကကြည်နူးသွားဟာဒီနေရာဖြင့်တရားအထုတ်ရရင်သိကောင်းမှာပဲမြတ်စွာဘုရားကခွင့်ပြုမယ်ဆိုရင်ငါဒီနေရာပြန်လာပြီးတော့တရားအထုတ်မယ်အဲ့ဒီလိုစိတ်ကူးနဲ့ကျောင်းပြန်သွားတယ်စာလိကတောင်ပြန်သွားလိုက်ပြန်သွားပြီးတော့ဘုရားစီဝင်ပြီးရှင်ဘုရားတဲ့တပည့်တော်ဆွမ်းခံသွားဆွမ်းစားပြီးအပြန်မှာကိမိကိလမြေကမ်းခြေကတည်းဥယျာဉ်ကြီးတစ်ခုတွေ့တယ်ဗျာသိပ်ตาရတာပဲတိတ်ဆိတ်တယ်ငြိမ်သက်တယ်အဲ့ဒီမှာတပည့်တော်တရားထုတ်ခြင်းတဲ့စိတ်တွေပေါက်တယ်အဲ့ဒီမှာသွားတပည့်တော်တရားထုတ်ခြင်းတယ်မြတ်စွာဘုရားကဘယ်သူကဘာလုပ်ခြင်းလဲဆိုလို့ရှိရင်အကြောင်းအကျိုးတွေကိုဆင်ញင်ကြည့်လိမ့်ရှိတယ်အမြဲတမ်းသူစိတ်ကူးရင်လာတာဟာတမ္မာမဟုတ်ဘူးအဲ့ဒီရှုပ်ဝက်ချက်ကလေးရှိနေတယ်
ဒါလောကမှာလူတိုင်းကိုယ့်အကိုလည်းရှုပ်ဝဲချက်ကလေးတွေရှိနေပဲကိုမေ့နေတဲ့ဇာလန်းကလေးတွေရှိကြတယ်ပေါ့ဒါဒီဘဝကဇာလန်းမဟုတ်ဘူးအတိတ်ကဇာလန်းနေကြုံမှုကြပါလိမ့်မယ်ဘုန်းကြီးတို့လည်းတတိထားတဲ့အခါမှာတချို့နေရာရောက်သွားလို့ရှိရင်စိတ်ထဲမှာကြည်နူးတဲ့နေရာရှိတယ်လို့စိတ်ထဲမှာပျော်သွားတဲ့နေရာရှိတယ်လို့မပျော်တဲ့နေရာလည်းရှိတတ်တယ်စိတ်ရဲ့ခံစားချက်နော်ထူးဆန်းတယ်သိလို့မဟုတ်ဘူးမေဂိယယဟန်တော်ကလည်းအဲ့ဒီဥယျာဉ်နဲ့ဝင်လိုက်တာနဲ့တပြိုင်နက်သူ့စိတ်ထဲမှာသိကြည်နူးသွားတယ်မြတ်စွာဘုရားကသူ့ရဲ့အတိတ်ဇာလန်းတွေကိုပြန်ကြည့်လိုက်တော့ဒီရှင်မေဂိယဟာတခုသောဘဝမှာသူကဘယင်ဖြစ်ပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာသူကနေခဲ့ဘူးတော့ဒါကြောင့်မို့စိတ်ထဲမှာကြည်နူးတာဒါတွေကိုတော့ तू မမေ့နေပြီ तू မသိဘူးအတိတ်ရဲ့ပုံရိပ်တွေကသူ့စိတ်ထဲမှာပေါ်လာပြီမဲ့လို့ तू မသိဘူးမမှတ်မိတော့မြတ်စွာဘုရားကဒါကိုသိတော့မြတ်စွာဘုရားကမသွားစေခြင်းဘူးသွားရင် तू တရားရမှာမဟုတ်ဘူးအဲ့ဒီနေရာ तू နဲ့မတော်ဘူးဆိုတာသိတယ်ဘာလို့လဲဆိုအတိတ်တုန်းကအဲ့ဒီမှာဘယင်အနေနဲ့စိုးစံခဲ့တဲ့နေရာဆိုတော့အဲ့ဒီဥယျာဉ်နဲ့ဝင်လိုက်လို့ရှိရင်ယဟန်စိတ်ပြောက်ပြီးမင်းစိတ်ပေါက်မှသိကြတယ်ဒါမျိုးကလည်းရှိသေးတာဟုတ်နော်အဲ့ဒါကြောင့်မို့ဘုရားကခွင့်မပြုခြင်းဘူးခွင့်မပြုခြင်းတာကိုမြတ်စွာဘုရားကဒီလိုပြောပြနေရင်သူယုံကြည်မှယုံမှာဆိုပြီးဘုရားကပြောတော့ဆိုမိဂိယရဲ့ငါတစ်ပါးတည်းရှိသေးတယ်နေပါအောင်နောက်တစ်ပါးရောက်လာတော့သွားတာပေါ့ချိန်ဆွဲပြလိုက်တာဟုတ်ကဲ့နောက်အဖော်တစ်ပါးရောက်လာပြီဆိုရင်သွားတာပေါ့အခုငါတစ်ပါးတည်းပဲရှိတယ်ဆိုတော့သူကဘာပြောတော့ဆိုအရှင်ဘုရားတဲ့အရှင်ဘုရားကဘာမှလုပ်เสียမရှိဘူးတဲ့တရားသူတရားမြတ်တွေအကုန်ရပြီဘုရားဖြစ်နေပြီပေါ့အရှင်ဘုရားမှာလုပ်เสียကျင့်เสียဘာမှမရှိဘူးတပည့်တော်မှာလုပ်เสียတွေရှိသေးတယ်ပုရုဇဉ်ဘဝပဲရှိသေးတယ်ပေါ့တပည့်တော်တရားထုတ်ချင်ပါလားဆိုတော့မြတ်စွာဘုရားကထပ်ပြီးတော့မင်းကြည့်တယ်နေပါဦးမေဂိယငါတစ်ပါးတည်းရှိသေးတယ်နောက်တစ်ပါးလာတော့သွားတာပေါ့မရဘူးသူကဒါပဲထပ်ပြောသုံးချိန်တိုင်အောင်ပြောလို့မရတော့မြတ်စွာဘုရားမမင်းရှိတော့အေးလေတဲ့တရားအထုတ်မယ်လို့ပြောတာတို့ကကန့်ကွက်เสียမရှိပါဘူးတဲ့စိတ်တိုင်းကြသွားတာပေါ့လို့ခွင့်ပေးလိုက်တယ်ခွင့်လည်းပေးလိုက်ရောအဲ့ဒီတည်းဥယျာဉ်မဲ့ကိုခြေဥလှည့်ပြီးသွားတော့တာဟိုလဲရောက်ရောသူဘယင်းဘွားတုန်းကထိုင်ခဲ့တဲ့တရားပင်နေရာလေးမှာသွားထိုင်သူကတော့သိတာမဟုတ်သို့တော့ပုံရိပ်တွေကမြတ်စွာဘုရားမှာမြင်နေတယ်အတိတ်ကပုံရိပ်တွေကဘုရားရဲ့ဉာဏ်တော်ထဲမှာပေါ်အဲ့ရှင်မေဂိယတရားထုတ်မလို့သွားပြီးသေးပင်ရင်လည်းထိုင်လိုက်ရောဘာတွေပေါ်လာတော့ဆိုသူထိုင်နေတဲ့အချိန်သူကသူငကင်းကြီးနဲ့ဘယင်းကြီးဖြစ်လာစိတ်တွေနော်စိတ်ကူးတာတွေကစိတ်ကူးစိတ်တန်းတွေသူကသူဘယင်းစိတ်ဝင်လာတယ်အဲ့နာမှာအလုံးစမ်းကြတယ်ဒါတွေက unknown cause မသိနိုင်တဲ့အကြောင်းတရားတွေဒါမျိုးကလူတိုင်းမှာရှိတတ်ပါအဲ့ဒီရဲ့အတိတ်ရဲ့ပုံရိပ်တွေပေါ်လာတော့သူကသူဘယင်စိတ်ဝင်လာသည့်အတွက်ကြောင့်ဘေးကနေမောင်းမမိတ်တံမိဖုရားခြံရံနေနဲ့အိုးကာမဝိတက်တွေပေါ်လာလိုက်တာစိတ်ကူးမင်းစည်းစိမ်ခံစားတဲ့စိတ်တွေဒါတွေဝင်လာတယ်ဒီအတွေးတွေကဘာတွေဝင်လာတော့ဆိုကာမဝိတက်ကလို့ဆိုတဲ့ကာမဂုဏ်ခံစားခြင်းတဲ့စိတ်တွေပေါ်လာဘယင်ဆိုတာမျိုးကပျော်စရာကြီးမှမဟုတ်ဘဲနဲ့ရန်သူအလွန်များတာပဲလေအလွန်များတဲ့အချိန်ကျတော့အဲ့ဒါလို့တရားဥယျာဉ်နဲ့နေတဲ့အချိန်မှာပဲဟာဒီလူကတိုင်းပြည်ကိုပုံကန်တဲ့လူဆိုပြီးတော့ဖမ်းခေါ်လာတယ်ဖမ်းခေါ်လာတဲ့အခါကျတော့အမိန့်ချရသေးတယ်ဒီကောင်ဖမ်းဒီကောင်ထောင်ချဒီကောင်တတ်ဆိုပြီးတော့ပြောရတာဆိုအဲ့ဒီအတွေးတွေတစ်ခါဝင်လာပြန်ရောဟုတ်ကဲ့လားအုပ်ချုပ်တယ်ဆိုတာဒီဖန်စီချုပ်နှောင်နှောင်ဖွဲ့တပ်ဖြတ်ဆိုတဲ့ဒီဒေါသအတွေးတွေဝင်လာတယ်ဒါကဗျာပါဒဝိတက်ကလို့ခေါ်တယ်စိတ်တွေတိုးလာတယ်ဟာဒီကောင်တလောက်ဆိုးလားလို့ဒီကောင်ကိုဇက်ဖြတ်တတ်ဆိုတဲ့ဟောအတွေးတွေဝင်လာအဲ့ဒါနဲ့တပြိုင်တည်းပဲဝိညာဉ်ဝိတက်အေးဒီကောင်တွေကတော်လှန်မဲ့ကောင်တွေဖမ်းစောစောတွေကချုပ်ဆိုပြီးတော့ဝိဟိန္ဒဝိတက်ညှင်းဆဲတပ်ဖြတ်ဆိုတဲ့အတွေးတွေပါသူဝင်လာတယ်ကာမဝိတက်ဝင်တယ်ဗျာပါဒဝိတက်ဝင်တယ်ဝိဟိန္ဒဝိတက်ဝင်တယ်တရားအထုတ်ပါတယ်ဆိုမှတရားမဝင်မဲနဲ့ဓာရီကြီးပဲသူမျက်စိထဲမှာမြင်လာတော့ဘယ်လိုဖြစ်တုံဆိုသူစိတ်ထဲမှာအံ့ဩသွားတယ်
အမလီဖြစ်မှဖြစ်ရလေဒီတဲ့ကိုငါလာတာတရားထုတ်ဖို့လာတာအခုကြည်စံငါတွေးနေလိုက်တာမင်းစိတ်ပေါက်ပြီးတော့ကြည်စံတွေးနေလိုက်တာကာမဂုဏ်စိတ်တွေကာမဝိတ္တတွေကလည်းပေါ်လိုက်တယ်ဗျာပါဒဝိတ္တကတတ်လို့ဖြတ်လို့မှုတွေပေါ်လိုက်တယ်ဝိညာဉ်ဝိတ္တကညှင်းဆဲလို့မှုတွေပေါ်လာတယ်ငါဟာသာသနာပေါင်းဝင်လာတာတကယ်ယုံကြည်ချက်နဲ့ဝင်လာတဲ့ပုဂ္ဂိုလ်ပါဒါတွေငါလိုချင်လို့ဝင်လာတာမဟုတ်ဘူးဘယ်တဲ့ကြောင့်ဒီအတွေးတွေငါကောင်းနဲ့ရောက်လာပါလိမ့်မလဲ unknown cause မသိနိုင်သို့တော်မြတ်စွာဘုရားကသိထားတယ်အဲ့ဒီနေရာသွားရင်ဒါတွေဝင်လိမ့်မယ်ဆိုတာသိထားဘာဖြစ်လို့တော့ဆိုရင်ဥပနိတယပစ္စယောနေရာဆိုတာကဥပနိတယပစ္စယောအာဝသောပိဥပနိတယပစ္စေနပစ္စယောနေရာဌာနတစ်ခုဟာလူကိုအကောင်းတဲ့အထောက်ပံ့တစ်ခုပေးနိုင်တယ်ပုဂ္ဂလောပိဥပနိတယပစ္စေနပစ္စယောပုဂ္ဂိုလ်တယောက်ကလည်းအကောင်းတဲ့အထောက်ပံ့တစ်ခုပေးနိုင်တယ်ကြီးမားတဲ့အထောက်ပံ့တစ်ခုကြောင့်မို့လို့အကြောင်းမဲ့ဖြစ်တာတော့မဟုတ်ဘူးအတိတ်ဘဝစိတ်ကူးစိတ်တန်းတွေပြန်ပြီးတော့ပေါ်လာတာတဲ့အဲ့ဒီအတွေးတွေနှိမ့်ဆက်တာနဲ့ဘာတရားမှမရဘူးစိတ်ပြက်လက်ပြက်နဲ့အဲ့ဒီကနေထွက်လာခဲ့မြတ်စွာဘုရားစီရောက်လျှောက်တယ်ရှင်ဘုရားတပည့်တော်တရားထုတ်လို့သွားတယ်ဗျာတဲ့အတွေးတွေနှိမ့်ဆက်ပြီးတော့တပည့်တော်ပြန်လာခဲ့ရတယ်ဘာတရားမှမရခဲ့ဘူးကာမဂုဏ်ခံစားခြင်းနဲ့အတွေးတွေဒေါသနဲ့အတွေးတွေနှိမ့်ဆက်လို့တဲ့တပ်ဖြတ်ညှင်းဆဲလို့တဲ့အတွေးတွေအဲ့ဒီအတွေးတွေကတပည့်တော်စိတ်ကိုချီနှောင်ထားပြီးတော့နှောက်ယှက်နေသည့်အတွက်ကြောင့်တပည့်တော်ဘာတရားတူးမှမရခဲ့ဘူးဗျာဆိုတော့မှမြတ်စွာဘုရားကအဲ့ဒီမှာတရားဟောတာမေဂိယတဲ့စိတ်ကလေးလွတ်သွားဖို့ဆိုတာလွတ်မြောက်တဲ့စိတ်ရဖို့ဆိုတာလွယ်တာမဟုတ်ဘူးမရင်ကျက်သေးလို့ရင်ကျက်အောင်လုပ်ဖို့အကြောင်းတရားတွေမင်းမှလိုနေသေးတယ်အဲ့ဒီအကြောင်းတရားတွေကဘာတွေလဲဆိုရင်နံပါတ်1မင်းမှလမ်းညွှန်မှုခိုင်လိုင်းပေးနိုင်တဲ့မိကောင်းဆွေကောင်းလိုတယ်တခုဒါဒီအတွေးတွေကိုဘယ်လိုဖြောက်ရမလဲဆိုတဲ့ခိုင်လိုင်းပေးနိုင်မဲ့ဆရာသမားလိုတယ်ဒါကလျာဏမိတ်တလို့ခေါ်တယ်ဒါနံပါတ်1နံပါတ်2မင်းကိုချင်းသီလပြည့်စုံဖို့လိုတယ်ကိုချင်းတရားနဲ့ယဟန်ဆိုရင်ယဟန်နေကျင့်တော်မဲ့ပါတိမောက္ခသံဝရသီလစတဲ့ကိုချင်းတရားတွေနဲ့ပြည့်စုံဖို့လိုတယ်နောက်ပြီးရင်ကထာ10မျိုးစကား10မျိုးသူများစီကကြားဖို့လိုတယ်ဆွေးနွေးပြောကြတဲ့ဒီစကားဆိုတာလည်းအမတန်မှထိရောက်တယ်ဘာစကားတွေနားထောင်အောင်မလဲဆိုရင်အပိစ္ဆကထာလောဘဆိုတာမထားရဘူးဆိုတဲ့အာနဲ့ပတ်သက်တဲ့စကားမျိုးတွေမင်းများများနားထောင်ပေးရမယ်တဲ့တန်တုဋ္ဌိကထာရှိတာလေးနဲ့ရောင်ရရမယ်ဆိုတဲ့စကားမျိုးတွေများများနားထောင်ရမယ်တဲ့အတ္တတ္တကထာကိလေသာတွေနဲ့စိတ်နဲ့မရောနှောရဘူးကင်းကွာလွတ်လပ်အောင်နေမယ်ဆိုတဲ့နေနည်းတွေနဲ့ပြောပြနေတဲ့စကားမျိုးတွေကိုမင်းနားထောင်ပေးရမယ်ပဝိဝေကကထာလွတ်လွတ်လပ်လပ်ကိုလွတ်စိတ်လွတ်တရားပေါ်မှာသာစိတ်ညွတ်ပြီးတော့နေတဲ့အနေအထားမျိုးကိုရှင်းလင်းပြောကြားတဲ့စကားမျိုးတွေကိုနားထောင်ပြီးတော့ပေးရမယ်ဟောဒီစကားမျိုးတွေဟာတိတ်ပြီးတော့အရေးကြီးတယ်တန်လေခကထာကိလေသာတွေဆိုတာဖယ်ထုတ်ပြရမယ်မကောင်းတဲ့ဘက်နဲ့ကောင်းတဲ့ဘက်မကောင်းတာကိုဖယ်ပြီးကောင်းတာမကောင်းတာကိုဖယ်ရှားပြီးကောင်းတဲ့ဘက်ကိုကျင့်ကြံပွားများဖို့ဆိုတဲ့စိတ်ကိုမွေးရမယ်အဲ့ဓာတွေကိုမွေးဖို့တိုက်တွန်းတဲ့စကားတွေကိုများများနားထောင်ပေးရမယ်ဟုတ်တယ်လေစကားဆိုတာအမတန်မှတန်ဖို့ရှိတယ်တရားနာလိုက်လို့ရှိရင်တရားကရလာတဲ့အသည့်လေးကကိုယ့်ကိုအများကြီးပြောင်းလဲသွားစေတယ်ဒါသိကြတာပေါ့ဒါကြောင့်မလို့ကထာ10ပါးဆိုတာဒီနေရာမှာစကားကိုဒီစကားမျိုးကခုနကသူတော်ကောင်းနဲ့ပေါင်းတဲ့အခါမှာကလျာဏမိတ်တဆိုမိတ်ကောင်းဆွေကောင်းစီကမှဒီစကားမျိုးကြားမှာတဲ့ဒီပြင်လူစီသွားလို့ဒီစကားမျိုးကြားမှာမဟုတ်ဘူးကုံဒီပွဲစားစီသွားရင်အယောင်းဝယ်ကိစ္စပဲကြားမှာပဲဟုတ်ကဲ့လားတခိုးတည်းစီသွားလို့ရှိရင်တိုက်မဲ့ခိုက်မဲ့စကားမျိုးပဲကြားမှာပဲကပိုင်းနိုင်စီသွားရင်ကပိုင်းနိုင်ဖို့အကြောင်းပဲကြားမှာပဲအဲ့တော့သူတော်ကောင်းနဲ့ပေါင်းတဲ့အခါမှာဟောဒီစကားမျိုးကြားမှာတဲ့နောက်သီလကထာကိုချင်းတရားနဲ့ပတ်သက်တဲ့စကားတမာရိကထာစိတ်ဓာတ်တည်ငြိမ်မှုနဲ့ပတ်သက်တဲ့စကားပညာကထာပညာနဲ့ပတ်သက်တဲ့စကားဝိမု ക്തി ကထာ
စိတ်ရဲ့လွတ်မြောက်မှုနဲ့ပတ်သက်တဲ့စကားဝိမု ക്തി ဉာဏတသနာကထာလွတ်မြောက်ပြီးတော့ရတဲ့အသိဉာဏ်မျိုးနဲ့ပတ်သက်တဲ့လွတ်မြောက်မှန်သိတဲ့အသိဉာဏ်ကိုရရှိစေတတ်တဲ့စကားမျိုးနဲ့ပတ်သက်တဲ့စကားမျိုးတဲ့အဲ့ဒါကိုကထာ5မျိုးလို့ခေါ်ကထာ10မျိုးလို့ခေါ်အဲ့ဒီကထာ10မျိုးကလည်းပဲတဲ့မရင်ကျက်သေးတဲ့စိတ်ရဲ့လွတ်မြောက်မှုကိုရင်ကျက်စေနိုင်တယ်ဒါကြောင့်မို့အဲ့ဒီကထာ10မျိုးကိုလည်းမကြာခဏနားထောင်ပေးရမယ်ဟောမြတ်စွာဘုရားဟောတာနံပါတ်1မိကောင်းဆွေကောင်းရှိရမယ်နံပါတ်2ကိုချင်းသီလရှိရမယ်နံပါတ်3ကထာစကားတွေကိုနားထောင်ရမယ်အဲ့လိုနားထောင်ရင်မရင်ကျက်သေးတဲ့စိတ်ဓာတ်ဟာရင်ကျက်လာလိမ့်မယ်မလွတ်မြောက်သေးတဲ့စိတ်ဓာတ်လွတ်မြောက်ဖို့ဖြစ်လာလိမ့်မယ်နောက်တစ်ခုကဘာလို့ဆိုရင်အရတ္တဝိရိယကျိုးပန်းအထောက်မှုလိုအပ်တယ်ဆိုတဲ့ဝိရိယနဲ့ပတ်သက်တာပြည့်စုံရမယ်ကျိုးပန်းအထောက်မှုနဲ့ပြည့်စုံဒါဖြင့်ဘာအတွက်ကျိုးပန်းရမလို့ဆိုအကုသိုလ်တွေဖြစ်လာရင်ဖယ်ရှားပြစ်ဖို့ကျိုးပန်းရမယ်ကုသိုလ်တွေမဖြစ်သေးလို့ရှိရင်ဖြစ်လာအောင်ကျိုးပန်းရမယ်အဲ့ဒီကျိုးပန်းမှု2မျိုးနဲ့ပြည့်စုံရမယ်တဲ့နောက်တစ်ခုကလိုအပ်တဲ့အရေးကြီးရပါတော့ဆိုပညာဥရိယတရားကာမိနိယဖြစ်တာပြက်တာသင်္ခါရတရားတွေရဲ့ဖြစ်မှုပြက်မှုကိုမြင်တဲ့ပညာကိရိတာဆိုင်ခဲကိုဖောက်ထွက်ပြစ်နိုင်တဲ့စွမ်းရည်ထက်မြက်တဲ့ပညာဝိပဿနာပညာမဲ့ပညာဆိုတဲ့ဒီပညာမျိုးတွေနဲ့ပြည့်စုံအောင်ကြိုးစားရမယ်တဲ့အဲ့ဒီလိုကြိုးစားမှလွတ်မြောက်တဲ့စိတ်ကလေးဟာဖြစ်ပေါ်လာနိုင်တယ်အဲ့ဒီအချက်အခုပြောခဲ့တဲ့5မျိုးမေဆွေကောင်းရှိရမယ်ကိုကျင့်တရားရှိရမယ်ကထာ5မျိုးကထာ10မျိုးကိုနားထောင်ရမယ်လုံလဝိရိယရှိရမယ်အသိပညာရှိရမယ်ဆိုတဲ့ဟောဒီအည်သွေး5မျိုးအဲ့ဒီအည်သွေး5မျိုးမှာအရေးကြီးဆုံးကဘာတော့ဆိုရင်မိတ်ကောင်းဆွေကောင်းအရေးကြီးဆုံးကလျာဏမိတ်တဆိုတာဒီနေရာမှာရည်ညွှန်းတာဖရာအထီအောင်ရည်ညွှန်းတယ်တာမန်မိတ်ဆွေမဟုတ်ဘူးတရားဓမ္မကိုညွှန်ကြားပြသနိုင်တဲ့ကလျာဏမိတ်တဆိုတာတကယ်ဖရာအထီအောင်ရည်ညွှန်းတယ်ကလျာဏမိတ်တဆိုတဲ့မိတ်ကောင်းဆွေကောင်းရှိလာပြီဆိုရင်သီလပြည့်စုံမှုအခြေအနေရလာတယ်သီလပြည့်စုံမှုအခြေအနေတစ်ခုဖြစ်လာမယ်ကထာ10မျိုးကိုနားထောင်ဖို့လည်းပဲအခြေအနေတစ်ခုဖြစ်လာနိုင်တယ်ကျိုးပန်းအထောက်မှုဝိရိယရှိဖို့ဆိုတဲ့အခြေအနေတွေလည်းဖြစ်လာမယ်အသိပညာတိုးတက်လာဖို့ဆိုတဲ့အခြေအနေတွေလည်းဖြစ်လာနိုင်တယ်ဟောအရေးကြီးဆုံးကနံပါတ်1ကကလျာဏမိတ်တာဒါကိုပြောတာပဲတပ္ပုရိတုပနေသယဆိုပြီးအားကောင်းတဲ့အကြောင်းတရားပဲအဲ့ဒီအကြောင်းတရားတွေကနေသယ်ဆောင်လိုက်တဲ့အခါအကြောင်းတရားတွေအစဉ်စဉ်ဖြစ်သွားဒါဖြင့်စိတ်ကလေးကဒီလောက်နဲ့လွတ်မြောက်ပြီလားဆိုမလွတ်မြောက်သေးဘူးဒီအခြေအနေ5မျိုးပေါ်မှာအခိုင်အမာရပ်တည်ပြီးတော့ဘာလုပ်ရမလဲလွတ်မြောက်အောင်ကြိုးစားရမယ်လို့ပြောတယ်လွတ်မြောက်အောင်ကြိုးစားဖို့ဆိုတာလွယ်တာမဟုတ်ဘူးဒါဖြင့်လွတ်မြောက်အောင်ကြိုးစားဖို့ဆိုတာဘာတွေကလွတ်မြောက်အောင်ကြိုးစားရမလဲလို့ဆိုရင်အရေးကြီးဆုံးကလောဘကလွတ်မြောက်ဖို့ဒေါသကလွတ်မြောက်ဖို့မမှန်ကန်တဲ့အတွေးတွေကနေလွတ်မြောက်ဖို့မှားရနေတဲ့အထင်အမြင်တွေကလွတ်မြောက်ဖို့အဲ့ဒါတွေကလွတ်မြောက်မှစိတ်ကလေးဟာတကယ်လွတ်မြောက်တဲ့စိတ်ဖြစ်မှာတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကမေဂိယာတဲ့ဟောဒီအည်အသွေး5ခုပေါ်မှာယက်တည်ပြီးတော့အခုပြောမဲ့တရား4မျိုးကိုပွားပါတဲ့ဆက်ပြီးတော့လုပ်ပါတယ်ဒါကိုဆက်လုပ်ရမယ်တဲ့အဲ့ဒါမှမင်းဟာယန္တာဖြစ်နိုင်မယ်ဘာတွေဆက်လုပ်ရမလို့ဆိုလို့ရှိရင်အတုပါဘာဝေတ္တပါရာဂတပဟာနာယတဏှာလောဘကိုဖယ်ရှားပြစ်ချင်လို့ရှိရင်အတုပကမ္မထံပွားပေးရအတုပဆိုတာမစင်မကြဲမတင့်မတဲယွန်းစပွဲကိုတွေးတောပေးရဒါကိုဆိုလို့တယ်နော်အပေါ်ယံလေးကြည့်ရင်လူတွေကတဏှာရာဂစိတ်ပေါ်လာလို့ရှိရင်အပေါ်ယံကြည့်ရင်လှတယ်လို့ထင်အဲ့ဒါလို့လှတယ်လို့ထင်လို့လောဘဖြစ်လာလို့ရှိရင်အတွင်းသားကိုကြည့်ခန္ဓာကိုယ်ကြီးရဲ့သဘာဝမစင်ကြယ်တာတွေကိုကြည့်တုတ်တန်တစ်ခုမှဟောထားတယ်ခန္ဓာကိုယ်ကြီးအတွင်းပြင်များလဲထားလိုက်မယ်ဆိုရင်ဒုတ်နဲ့အကြီးတွေမောင်းနေရမှာတဲ့
အပေါ်ယံအရေးပါးလေးဖုံးထားလို့ဟုတ်တယ်လို့ထင်နေတယ်အဲ့ဒီအရေးပါးလေးပေါ်မှာတော့လှတဲ့ဝုတ်ကလေးတွေနဲ့ဆင်ထားသည့်အတွက်ကြောင့်မျက်စိလဲနေကြတာဟုတ်ကဲ့လားမျက်စိလဲနေတာဟုတ်တယ်ဗောမနေ့အိယာထားတာနဲ့တပြိုင်နက်ခန္ဓာကိုယ်ရဲ့အညစ်အကြေးသုတ်တင်ရတာနံပါတ်1ပဲလေမွေးကြိုင်နေလို့ရှိရင်စုထားကြမှာဗောမမွေးကြိုင်လို့စွန့်ပစ်နေကြရတာပဲခန္ဓာကိုယ်ရဲ့ထွက်တာတင့်တယ်တာတို့မွေးကြိုင်တာတို့တခုမှမရှိဘူးအကုန်ပြစ်နေရတာအဲ့တော့အဲ့ဓာတွေကိုစဉ်းစားတွေးခေါ်လိုက်လို့ရှိရင်လောဘဆိုတာဖြစ်လာစရာရာဂဆိုတာဖြစ်လာစရာအကြောင်းမရှိဘူးတဲ့ဒါကြောင့်မို့ခုနကအခြေအနေ၅မျိုးပေါ်မှာယက်တည်ပြီးတဲ့အခါမှာတဲ့တဏှာရာဂကိုအားနည်းသွားအောင်သို့မဟုတ်တဏှာရာဂတွေဖယ်ရှားပစ်ဖို့အတွက်အတုပကိုအားထုတ်ပါလို့ပြောတာဒါပြောမတင့်တယ်တဲ့သဘောတွေကိုဆင်ញင်ပေးပါဆင်ញင်တာဓမ္မ practice ပဲသွားပြီးတော့တင်မြင်ကြီးခွေပြီးတော့လက်ကြီးရှက်ထိုင်နေမှာမဟုတ်ဘူးနော်ဘယ်လိုထိုင်မတင့်မတဲ့ယွန်းစဝဲအခြေအနေတွေကေတာလောမနခါတတာတဆောဆံမင်းမွေးညင်းခြေသေးလဲသေးသွားအရေးတခုစီခန္ဓာကိုယ်32ခုဓာတ်ကြည့်တခုမှသိမ့်ထားစရာမရှိဘူးကိုယ်စပင်မဲ့စပင်ပေါ်နေတဲ့အခါကျတော့ဟုတ်တုတ်ရှိတယ်နော်လှအောင်ပြင်ကြတယ်ဆေးဆိုးကြတယ်အဲ့ဒီစပင်ညီလေးတစ်စီထမင်းနဲ့သွားကြလို့ရှိရင်ယွန်ညတယ်လူများလည်းအံ့ဩစရာတော့ကောင်းတယ်ဒီစပင်မှာပဲခေါင်းပေါ်နေရင်တော့လည်းအကောင်းသားနေရာရွေ့သွားတာနဲ့တပြိုင်တည်းမလို့ချင်ကြတော့ကိုယ့်ရဲ့ပါဇက်ထဲမှာတတွေးတွေရှိတယ်အပြင်မထွက်သေးသမျှအကောင်းပဲမျိုးချနေကြတာအပြင်ထွက်တာနဲ့တပြိုင်တည်းဘာဖြစ်မလီကျွန်းတာအဲ့ဒါလိုပဲအားလုံးကအပြင်မထွက်သေးရင်အကောင်းပဲအပြင်ထွက်လိုက်တာနဲ့တပြိုင်တည်းယွန်းစရာဒါကိုဆင်ញင်တွေးတောတာကိုအတုပလို့ပြောတာနော်အေးဗမာမှာအတုပဆိုလို့ရှိရင်တော့ဟောဖြူတော်သွားပြီးတော့အောင်းမေ့နေတယ်အဲ့တော့အတုပကိုဆင်ញင်စဉ်းစားခြင်းဖြင့်ခန္ဓာကိုယ်ပေါ်မှာတွေ့တာတတ်မဲ့တတ်တဲ့တဏှာလောဘကိုဖယ်ရှားပြစ်နိုင်ပါတယ်တဲ့အဲ့ဒါဖယ်ရှားပြစ်နိုင်မှလောဘကလွတ်တော်မှာလွတ်မြောက်တဲ့စိတ်ဆိုတာရမှာအနုဘဆိုရင်တွဲနေအောင်ပါပဲမလွတ်မြောက်နိုင်ဘူးတဲ့နောက်တစ်ခုကပါတော့ဒီနေရာမြတ်စွာဘုရားညွှန်ပြတာကမ္မထမ်းလေးတွေပေးထားတာအတုပဘာဝေတ္တပါရာဂတပဟာနာယရာဂတပဟာနာယရာဂကိုဖယ်ရှားပစ်ဖို့ရအတွက်အတုပဘာဝေတ္တပါအတုပကမ္မထံကိုပွားပါတဲ့ဟုတ်လားအတုပမတင့်မတဲ့ယွန်းစပွဲဆိုတဲ့အနေထားတွေမြင်အောင်စိတ်ထဲမှာဖြစ်ပေါ်လာအောင်တိုးပွားလာအောင်ကြိုးစားကျင့်ကြံကြုတ်ကိုအထုတ်ပါလို့ဒီလိုပြောတာဘာဝေတ္တပါဆိုတာမဖြစ်သေးရင်စိတ်ထဲဖြစ်လာအောင်လုပ်တာဒါဘာဝနာလို့ခေါ်တယ်ဖြစ်လာပြီးတဲ့နောက်တိုးလာအောင်အရှင်ရလာအောင်ကြိုးစားတာဒါဘာဝနာဆိုတာဖြစ်စေတိုးပွားစေဒီနှစ်ခုပြောတယ်ကဲအတုပပွားသည့်အတွက်ကြောင့်ရာဂဆိုတာကိုဖယ်ရှားလိုက်နိုင်သည့်အတွက်ကြောင့်ရာဂကတော့လွတ်မြောက်ပါပြီတဲ့စိတ်ထဲမှာအလိုမကျတာမျိုးတွေပေါ်လာတယ်ဗျာပါဒကတစားထောင်လာလိုက်ဘာလို့အောင်မေတ္တာဘာဝေတ္တပါဗျာပါဒတပါဟနာယဗျာပါဒတပါဟနာယဒေါသကိုဖယ်ရှားပစ်ဖို့ရအတွက်မေတ္တာဘာဝေတ္တပါမေတ္တာပွားလိုက်ပါတဲ့ကမ္မထံပေးနေတာအတုပကမ္မထံအထုတ်တဲ့လောဘကလွတ်ဖို့အတွက်ဒေါသကလွတ်ဖို့အတွက်မေတ္တာကမ္မထံအထုတ်လိုက်တဲ့မေတ္တာစိတ်တွေများများမွေးတဲ့ကမ္မထံအထုတ်တယ်ဆိုတာကိုယ်စိတ်ထဲမှာမေတ္တာတွေအကျဉ်းကြီးဖြစ်အောင်လုပ်တာကိုပြောတယ်ဒါနဲ့ရပ်သွားရင်လည်းရပ်သွားမှာမရပ်ဘူးဆိုလို့ရှိရင်ဘာတွေလာရအောင်မလို့ဆိုရင်အာနာပါနတ္တိဘာဝေတ္တပါဝိတကုပစ္စေရာယအတွေးတွေကလူတွေမှာအတွေးတွေမထိန်နိုင်ကြဘူးတယောက်တည်းနေလဲတွေးနေတာပဲလေလူဆိုတာတွေးနေတာအမြဲတမ်းတွေးနေကြတာအဲ့ဒီအတွေးထဲမှာမကောင်းတဲ့အတွေးက3မျိုးကောင်းတဲ့အတွေးက3မျိုးမကောင်းတဲ့အတွေးကိုမိစ္ဆာဝိတ္တလို့ခေါ်တယ်ကောင်းတဲ့အတွေးကိုတမ္မာဝိတ္တသို့မဟုတ်တမ္မာသင်္ကပ္ပမကောင်းတဲ့အတွေးဆိုတာဘာကြောင့်မကောင်းတာတုံးလို့ဆိုလို့ရှိရင်အသိဉာဏ်ရဖို့အတွက်အဟန္တာအနှောင့်အယှက်ဖြစ်လို့မကောင်းဘူးလို့ပြောတာကာမဝိတ္တ
ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့အတွေးတွေဟာတဏှာရာဂဥတည်ပြီးတွေးတာမို့မကောင်းဘူးတဲ့မှားတဲ့အတွေးတဲ့ဖြာပါရဝိတ္တဒေါသနဲ့တွေးတဲ့အတွေးဟာမကောင်းဘူးတဲ့မှားယွင်းတဲ့အတွေးဝိဟိန္ဒဝိတ္တညှင်းဆဲဖို့တပ်ဖြတ်ဖို့တွေးတဲ့အတွေးတွေကမကောင်းတဲ့အတွေးတဲ့ဟောအဲ့ဒီမကောင်းတဲ့အတွေးတွေကိုယ်တဏ္ဍာကဖယ်ရှားပြစ်ချင်လို့ရှိရင်ဘာလို့ရမလို့ခုနတုန်းကရှင်မေဂိယတရားထိုင်လိုက်တဲ့အခါမှာမင်းစိတ်ပေါက်ပြီးတော့တွေးလိုက်တဲ့အတွေးတွေဒီအတွေးတွေတွေးနေအဲ့ဒီအတွေးတွေပျောက်အောင်ဘာလို့ရမလို့ဆိုရင်အာနာပါနတတိဘာဝေတ္တပါတဲ့ထွက်လေဝင်လေရှုပါလို့ပြောတာထွက်လေဝင်လေပေါ်မှာလေးတတိစိုက်ထားပါအာနာပါနတတိကမ္မထံကိုအာထုတ်ပါလို့ဒါပြောတာနော်လေလေးကိုမှန်မှန်ရှုပြီးတော့အာနာအပါနထွက်လာတဲ့လေလေးဝင်သွားတဲ့လေလေး24နာရီလူကနှာခေါင်းကအသက်ရှူနေတာဆိုတော့အဲ့ဒီလေးပေါ်မှာထွက်လေဝင်လေလေးပေါ်မှာအုံစိုက်ထားလို့ရှိရင်ဂျန်တဲ့အတွေးတွေရပ်ဆိုင်ပြစ်လို့ရတယ်လို့ဒါပြောတာနော်အဲ့ဒီအတွေးတွေရပ်ဆိုင်ပြစ်လိုက်လို့ရှိရင်လောဘနဲ့ပတ်သက်တဲ့အတွေးလည်းမတွေးတော့ဘူးဒေါသနဲ့ပတ်သက်တဲ့အတွေးလည်းမတွေးတော့ဘူးမှားရင်တဲ့အတွေးတွေဟာလုံးဝကင်းရှင်းသွားတယ်ဒီလောက်တင်ပြီးပြီလားလဲဆိုတော့မပြီးသေးဘူးအတွေးတွေရပ်ဆိုင်သွားပြီးတဲ့အခါအထင်အမြင်တွေကရှိနေတတ်သေးတယ်ဘာတော့ဆိုလို့ရှိရင်အဲ့ဒီအတွေးတွေကိုရပ်ဆိုင်ပြနိုင်တဲ့အာနာပါနတတိဒီတတိတို့ပညာတို့ဝိရိယတို့ကိုပဲကိုယ်စိတ်ထဲမှာထာဝရရှိနေတယ်လို့ထင်လာတဲ့အထင်အမြင်မျိုးပေါ်လာတတ်သေးတယ်ဒါကြောင့်အာနိစ္စတင်ညာဘာဝေတ္တပါအတ္တမိမာနသမုဋ္ဌာတယအတ္တမိမာနသမုဋ္ဌာတယငါဆိုတဲ့မာမနာငါလုံးငါဖြစ်တယ်ဆိုတဲ့မာမနာကိုဖယ်ရှားပြစ်ဖို့ရအတွက်အာနိစ္စတင်ညာအာနိစ္စတင်ညာကိုဘာဝေတ္တပါပွားလိုက်ပါဒါမေဂိယကိုမြတ်စွာဘုရားကမေဂိယယဟန်ကိုနီးပေးနေတာကမ္မထံပေးကမ္မထံပေးနေတယ်ဆိုတာလူတိုင်းအတွက်လည်းသိနေရတဲ့ကမ္မထံနေပဲဒါတွေချင့်နေတာငါဆိုတဲ့အတွေးတွေပျောက်ဖို့ရအတွက်လူဆိုတာကိုမာနဆိုတာရှိနေတယ်မရှိဘူးထင်နေပေမဲ့ရှိနေတတ်တယ်မာနဆိုတာကိုမာနလေးကိုလာထိလိုက်လို့ရှိရင်သရောင်းစားတောင်မာနကပေါ်သေးတာနော်လူမပြောတာမန်လူတွေမပြောနဲ့သရောင်းစားတောင်မာနရှိတယ်သရောင်းစားခေါ်ပြီးအလုပ်လုပ်ခိုင်းကြည့်ပါလားပတ်စံပေးမယ်ဆိုမလုပ်ဘူးသူသရောင်းစားတဲ့သရောင်းစားလှုပ်စားတာမဟုတ်ဘူးတဲ့ဘယ်ကနေတောင်းရတယ်သူတပြည့်စီလက်ခိုင်းလို့တော့လဲပဲမထင်နဲ့နော်သရောင်းစားမာနမာနဆိုတာသူရှိအဲ့ဒီမာနကိုဖယ်ချပြစ်ဖို့ရအတွက်ဘာလို့ရမှာလို့ဆိုအေးဘယ်အရာမှမမြဲဘူးထာဝရပြောင်းလဲနေတယ်ဆိုတဲ့အတွေးကိုတွေးဖို့အထင်အမြင်တွေကိုကိုယ်တဏ္ဍာမှာရအောင်လုပ်ဖို့အနိစ္စတင်ညာကိုပွားပါလို့ဒါပြောတာအဲ့ဒီအတ္တမိမာနဆိုတဲ့ဒီမာနတရားဟာမာနတရားကိုဖယ်ရှားလိုက်နိုင်ပြီအနိစ္စတင်ညာကိုပွားလိုက်ပြီဆိုရင်ဘာပေါ်လာနိုင်လို့ဆိုရင်အနတ္တတင်ညာကိုလိုတိုင်းမဖြစ်ဘူးဆိုတာသိလာလိမ့်မယ်မမြဲဘူးဆိုတာသိလို့ရှိရင်ကိုယ်အလိုကြဘာမှမဖြစ်ဘူးဆိုတာသိလာလိမ့်မယ်လူတွေကကိုလို့ရင်ဖြစ်တယ်လို့ထင်နေတာအလုံးอ่ะအဲ့ဒါမာနကထင်နေတာဟုတ်ကဲ့လားမမြဲဘူးထာဝရပြောင်းလဲနေတယ်ဆိုတဲ့အနိစ္စကိုသဘောပေါက်လိုက်တာနဲ့တပြိုင်နက်အနတ္တငါလှုပ်လို့မရဘူးသူ့တဘာဝတိုင်းသူဖြစ်နေတာငါရဲ့စိတ်ဆန္ဒတိုင်းဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့အနတ္တအတွေ့မတွေးပဲဘူးလားတွေးတယ်အဝတ္တဝတ္တနာတဲ့ကိုယ်လိုကြဖြစ်မလာဘူးဘာလို့လဲဆိုပြက်နေတဲ့အရာတစ်ခုဟာထာဝရပြောင်းလဲနေတဲ့အရာတစ်ခုဒီကိုကမပြောင်းလဲခြင်းဘူးမပြောင်းလဲခြင်းနဲ့စိတ်ရှိနေတာထာဝရပြောင်းလဲနေတဲ့အရာတစ်ခုဒီကိုယ်လိုကြဘယ်လိုလုပ်ဖြစ်ပါမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်မို့လို့အနိစ္စတင်ညာကိုပွားလို့ရှိရင်အနတ္တတင်ညာဝင်လာပါလိမ့်မယ်တဲ့မြတ်စွာဘုရားအဲ့ဒီအနတ္တတင်ညာဝင်လာပြီဆိုလို့ရှိရင်အတ္တမိမာနဆိုတာလုံးဝပျောက်သွားလိမ့်မယ်ငါဆိုတဲ့မာနတရားဖယ်ရှားလိုက်နိုင်လိမ့်မယ်တဲ့အနတ္တဝင်လာလို့ရှိရင်အနတ္တတင်ညာဝင်လာလို့ရှိရင်အတ္တမိမာနလို့ခေါ်တဲ့ငါဆိုတဲ့အထင်အမြင်ဟာပျောက်သွားလိမ့်မယ်ငါဆိုတဲ့အထင်အမြင်ပျောက်ရုံနဲ့မကဘူးမျက်မှောက်ဘဝမှာပဲစိတ်ဓာတ်လေးဟာငြိမ်းချမ်းသွားလိမ့်မယ်ဟောစိတ်ကလေးကလုံးဝအနှောင်ဖွဲ့တွေတန်ရောစင်ကြိုးတွေကနေလုံးဝလွတ်သွားလိမ့်မယ်လို့ဒီလိုခေါ်တာပါမြတ်စွာဘုရားကနော်
ဒိဋ္ဌိဝဓမ္မေပြိနိဗ္ဗာယတိစိတ်ကလေးဟာငြိမ်ကျသွားပြီးတော့နှောင်ကြိုးတွေအလုံးပြုတ်ထွက်သွားပြီးတော့လုံးဝလွတ်တဲ့စိတ်ဆိုတာအဲ့ဒီကြမှာတဲ့နော်အဲ့ဒီကြမှာဖြစ်မှာရာဂကိုလည်းဖယ်ရှားလိုက်နိုင်ပြီဒေါသကိုလည်းဖယ်ရှားလိုက်နိုင်ပြီအတွေးတွေကိုလည်းဖယ်ရှားပြလိုက်နိုင်ပြီမှားယွင်းတဲ့အထင်အမြင်တွေကိုလည်းဖယ်ရှားပြလိုက်နိုင်ပြီမှားယွင်းတဲ့အထင်အမြင်တွေဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်မာနလည်းပဲလုံးဝအကျွမ်းကြံမရှိတော့ဘူးဆိုလို့ချင်းစိတ်ကလေးဟာလုံးဝနှောင်ကြိုးတွေကနေလွတ်မြောက်ပြီးတော့လုံးဝလွတ်မြောက်တဲ့စိတ်အဆင့်ကိုရောက်သွားပါပြီတဲ့အဲ့ဒီကြတော့မှလွတ်မြောက်တယ်ဆိုတာခေါ်လို့ရတာတဲ့ကဲဘုန်းကြီးတို့တွေကတယောက်တည်းနေတာပါလွတ်လွတ်လပ်လပ်နေတာပါဆိုတာနဲ့လွတ်တာဟုတ်ကဲ့လားမဟုတ်ဘူးတဲ့ခုနစိတ်ဟာအနှောင်ဖွဲ့ကြီးတဲ့မှာရောက်စိတ်ဟာနှောင်ကြိုးတွေနဲ့တဲခံနေရတဲ့အတွက်ကြောင့်ကိုယ်စိတ်လေးကကိုယ်ကလွတ်တဲ့ထင်းနေပြီမဲ့လို့လွတ်မြောက်မှုမရှိဘူးတဲ့အဲ့ဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမေဂိယကိုဟောဒီတရား၅မျိုးပေါ်မှာအခြေစိုက်ပြီးတော့အခုပြောတဲ့အတုပကိုပွားပါမေတ္တာကိုပွားပါရာဂပယ်ဖို့အတုပကိုပွားပါဖြာပါဒဆိုတဲ့ဒေါသပယ်ဖို့မေတ္တာကိုပွားပါအတွေးတွေဖြတ်ဖို့ရာအတွက်အာနာပါနသတိကိုပွားပါမာနကိုဖယ်ရှားဖို့အတွက်အနိစ္စတင်ညာကိုပွားပါအနိစ္စတင်ညာပွားလိုက်ရင်အနတ္တတင်ညာဆိုတာဝင်လာပါလိမ့်မယ်အနတ္တတင်ညာဝင်လာလို့ရှိရင်ငါဆိုတဲ့မာမနာကျသွားပါလိမ့်မယ်ငါဆိုတဲ့မာမနာကျသွားတာနဲ့တပြိုင်နက်အကြည့်ကျိုးတွေအလုံးပြုတ်ထွက်သွားမရှိတော့ကျိုးတွေအလုံးပြုတ်ထွက်သွားပြီးတော့စိတ်ကလေးကလုံးဝလွတ်သွားအနောက်ဝဲတွေအလုံးကလွတ်သွားတဲ့စိတ်ကလေးမှာဝိမု ക്ത စိတ်တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုဆိုတဲ့အဆင့်ကိုရောက်ပါတယ်ဒါဗုဒ္ဓမြတ်စွာလမ်းညွှန်တော်မူခဲ့တဲ့အဆင့်အမြင့်ဆုံးစိတ်ဤလွတ်မြောက်ခြင်းပါပဲเนาะလွတ်မြောက်တဲ့စိတ်ဆိုတာအရတ္တဖို့စိတ်တဲ့နောက်ဆုံးဒီအထိအောင်ရောက်အောင်ဘုန်းကြီးတို့တွေကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်ပါတယ်ထိုလွတ်မြောက်မှုဆိုတဲ့စိတ်ကိုရဖို့ရအတွက်နံပါတ်1မိကောင်းဆွေကောင်းဆရာကောင်းသမားကောင်းရှာရမယ်နံပါတ်2မိကောင်းဆွေကောင်းဆရာကောင်းသမားအကြောင်းပြုပြီးတော့ကိုချင်းသီလမြဲရမယ်နံပါတ်3တရားဓမ္မနာယူရမယ်ကထာ10မျိုးမကြာခဏနာရမယ်ပြောစရာစကားတွေနားထောင်ဖို့မဟုတ်ဘူးတဲ့ဟုတ်ကဲ့လားတကယ်တန်ဝေကရစရာတို့အပိစ္ဆကထာတို့တန်တုဋ္ဌိကထာတို့ဒီလိုလေးနှစ်တဲ့တရားစကားတွေနာဖို့လိုတယ်တဲ့နောက်ပြီးတဲ့အခါကျတော့လုံလဝိရိယရှိရမယ်နောက်ပြီးတဲ့အခါပညာရှိရမယ်အဲ့ဒီအခြေအနေကောင်းတွေ၅မျိုးပေါ်ရှိလာပြီဆိုတဲ့အခါကျတော့စိတ်ကလေးလွတ်အောင်မလုပ်ရလောဘကလွတ်ဖို့အတွက်အတုပကိုပွားပါတဲ့ဒေါသကလွတ်ဖို့အတွက်မေတ္တာကိုပွားပါတဲ့အတွေးတွေကနေလွတ်မြောက်ဖို့အတွက်အာနာပါနသတိကိုပွားပါတဲ့ငါဆိုတဲ့မာမနာဖယ်ရှားပြဖို့အနိစ္စတင်ညာကိုပွားပါအနိစ္စတင်ညာပွားလိုက်ရင်အနတ္တဝင်လာမှာဖြစ်တယ်အနတ္တတင်ညာဝင်လာလို့ရှိရင်ငါဆိုတဲ့မာနခင်းသွားလိမ့်မယ်အဲ့ဒီအချိန်မှာလုံးဝလွတ်မြောက်တဲ့စိတ်ရဲ့အခြေအနေတစ်ခုကိုရရှိပိုင်ဆိုင်ကြမှာဖြစ်တယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဋ္ဌာစီဘုရားမြတ်စွာရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့လွတ်မြောက်တဲ့စိတ်ကိုရရှိအောင်ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရော
ဓမ္မောတရလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတပိပူဇာညင်နောက်ကိလေသာအစေတောက်ဟုသမျှတို့သည်သမုဒ္ဒပိဉ္ကြဘက်တွင်ရေမတင်တကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်ပယ်ဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဟုပုခသိင်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း